အလင်းတက်မြန်တဲ့လိုင်းလုံးကြီးတွေကိုဘလို့ရှောင်မလဲပင်လယ်ပြင်ပေါ်ကဇုံတဲ့အတွက်ဒါဟာထိတ်လက်စရာအမှန်တရားပါပဲသူတို့ရဲ့နောက်မှာလိုက်ပါလာတဲ့လိုင်းလုံးကြီးကအလင်းတက်မြန်တဲ့အစိမ့်နဲ့ရွေလျားနေပါတယ်ထွက်ပြေးဖို့တစ်ခုလေးတော့နီလန်းကတော့ကားကိုအရှိန်ပြည့်နဲ့တင်ပြီးစီပမာဏများစွာထပ်ဖြစ်ဖို့ပါပဲဒါပေမဲ့အကြက်တဲ့အချိန်မှာဖုန်းကရုတ်တရက်ပိတ်သွားပြီးလမ်းပြစနစ်ပျောက်သွားတော့ဦးတီယာကိုမသိနိုင်တော့ပါဘူးသူတို့တောင်မီရက်နေတော့မှပဲရှစ်တွေကနေလိုင်းလုံးကြီးတစ်ခုထပ်ရောက်လာပြန်ပါတယ်ဒီခါတကယ်ပဲတေးလူလိုဖြစ်သွားပြီးတော့တွေးခဲ့ကြတယ်သက်ရှင်မှုတော့နောက်ဆုံးအခွင့်အရေးအနေနဲ့အမျိုးသားကအသက်ကိုပုံအောတဲ့အလောင်းစားတစ်ခုကိုလောက်လိုက်တယ်သူဟာကားကိုဘေးနားဂျန်ဝမ်ချင်းနေတဲ့ကိုအမြန်မောင်းဝင်သွားတာကိုပဲတွေးလိုက်ရတယ်သူတို့ရုတ်တရက်ရှောင်လိုက်တဲ့အခါနောက်ကလိုင်းလုံးကြီးနှစ်ခုကတက်ချင်းတက်မြည်ပြီးပျက်စီးသွားတယ်ပင်လယ်ပင်တင်းငင်သွားတဲ့အခါနှစ်ဦးကကန်းဆက်ကိုအောင်မြင်စွာရောက်ရှိခဲ့ပါတယ်ဒါပေမဲ့ဒီကြောင်မဖွယ်ရအချိန်တွေကပြီးဆုံးမသွားသေးပါဘူးနောက်တစ်စက္ကန့်မှာပဲနှစ်ပေါင်းထောင်တောင်းရှိငြိမ်သက်နေတဲ့မီးတောင်တစ်လုံးကရုတ်တရက်ပေါက်ကွဲထွက်လာပြီးချော်ရည်တွေစီးကျလာပါတော့တယ်တောင်တစ်ခုလုံးနှစ်ပိုင်းပြဲသွားတော့ပင်လယ်တဲ့ချော်ရည်တွေစီးကျပြီးဝင်ရောက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့လင်းထက်မြန်တဲ့အချိန်နဲ့ရွေလျားလာနေတဲ့အရာမလိုင်းလုံးကြီးတစ်ခုဟာသူတို့နှစ်ယောက်ကိုလွှမ်းမိုးကဖျက်ဆီးသွားပါတော့တယ်